မင်္ဂလာပါမစ္စတာနိုင်မဲမြန်မာမှကြိုဆိုပါတယ်ဒီဇလန်ကမြန်မာနိုင်ငံအလဲပိုင်းကရွာဟောင်းတစ်ရွာမှာတကယ်ဖြစ်ခဲ့တယ်လို့ပြောကြပါတယ်ရွာအပြင်ဘက်မှာတောအုပ်အလဲမှာတည့်ထားတဲ့ဘုံကြီးကျောင်းဟောင်းတစ်ကျောင်းရှိတယ်အဲ့ဒီကျောင်းကိုညဘက်မသွားဖို့ရွာသားတွေအမြဲတတိပေးကြတယ်ဒါပေမဲ့မင်းထဲဆိုတဲ့လူငယ်လေးတစ်ယောက်ကတော့ဒီအကြောင်းကိုမယုံဘူးဒီနေ့ညမှာသူ့တငယ်ချင်းတွေနဲ့လောင်ကြီးတင်ပြီးည7:00နာရီတိတိမှာအဲ့အကြောင်းကိုဝင်သွားခဲ့တယ်လေကတိတ်နေတယ်တရွဲတွေတောင်မလှုပ်ဘူးကျောင်းထဲဝင်သွားတဲ့အချိန်မှာတော့အရန်အေးတဲ့လေတစ်ခုသူ့ကိုတိုက်လာတယ်လို့ခံစားလိုက်ရတယ်ဘယ်သူမှမရှိပါဘူးလို့သူ့စိတ်ထဲမှာပြောလိုက်တယ်ဒါပေမဲ့နောက်တစ်လက်မှာကျောင်းအတွင်ဘက်ကနေတိတ်လေးစောင်းတီးတန်တစ်ခုကြားလိုက်ရတယ်တစ်ချက်နှစ်ချက်ဖြည်းဖြည်းချင်းတီးနေတယ်လို့သူနောက်ကိုမလဲ့ရဲပြီမယ်အတန်ကနီးလာတယ်နီးလာတယ်နောက်ဆုံးမှာတော့သူမခံနိုင်တော့ပဲအနောက်ကိုပြန်လှည့်ကြည့်လိုက်တယ်အဲ့ဒီချိန်မှာဘုံကြီးတစ်ပါးအနေရောင်ဝုတ်ပြီးမျက်နှာမမြင်ရအောင်အောက်ကိုငုတ်ထားပြီးစောင်းတီးနေတယ်မင်းထက်စိတ်ထဲမှာဒီကဘုံကြီးလားလို့တွေးနေချိန်မှာဘုံကြီးကတီးနေတဲ့စောင်းကိုရလိုက်ပြီးဖြည်းဖြည်းချင်းမျက်နှာကိုအပေါ်မွတ်လာတယ်မျက်နှာမှာမျက်လုံးမရှိဘူးပါးစပ်ကနေတွေးတွေကျလာနေတယ်မင်းနောက်ကျပြီအဲ့ဒီစကားကိုကြားတာနဲ့မင်းထက်ထွက်ပြေးသွားတယ်ရွာထဲကိုပြန်ရောက်လာတဲ့အချိန်မှာသူလုံးဝစကားမပြောနိုင်တော့ဘူးတညလုံးတုန်နေတယ်နောင်နေမနဲ့ရောက်တော့ရွာသားတွေသူ့ကိုမေးကြတယ်မင်းဘာတွေ့ခဲ့လဲဒါပေမဲ့သူပြောလိုက်တဲ့စကားတစ်ခွန်းကလူတိုင်းကိုတိတ်သွားစီခဲ့တယ်အဲ့ဒီဘုံကြီးကျွန်တော်ကိုမြင်တယ်ဒါပေမဲ့သူ့မှာမျက်လုံးမရှိဘူးအဲ့ဒီနေ့နောက်ပိုင်းကနေမင်းထက်မျက်လုံးမမြင်ရတော့ဘူးမျက်လုံးတွေအလုံးမလုံးတော့ဘူးရွာသားတွေကပြောကြတယ်အဲ့ဒီကျောင်းမှာတခါကဘုံကြီးတစ်ပါးအမားတစ်ခုကြောင့်မိမိကိုယ်ကိုတတ်တည်ခဲ့တယ်လို့ညတိုင်းသူ့မျက်လုံးတွေကိုရှာနေတယ်တဲ့မင်းထက်ကိုတွေ့ခဲ့တဲ့ညမှာသူ့မျက်လုံးတွေတွေ့သွားပြီလို့တင်ရောဘယ်လိုထင်လဲညဘက်မှာတိတ်ဆိတ်လွန်တဲ့နေရာတွေမှာတကယ်ပဲဘယ်သူမှမရှိဘူးလား